ကိုကတိမခံနိုင်ခွင့်မလို့နိုင်ချင်းတူတော့အကြောင်းကြောင့်ကိုနှလုံးသားကိုပူလောင်နေတယ်ဆိုအမြန်ဆုံးခွင့်တော့ပလိုက်နားလည်ပြီလားဦးဇင်းပြောတာတိခံလိုက်တရားသဘောတွေအများကြီးရှိပါတယ်ဦးဇင်းတို့လည်းဟောပြီးပြီဟုတ်တယ်မလားစင်ကျင်လိုက်ရင်အကုန်ပျောက်ပါတယ်သူကငါရဲ့အမေဟောင်းလေးအဖေဟောင်းလေးငါရဲ့သမီးလေးငါရဲ့သားလေးနေရာမှာသဘောထားလိုက်ကိုသားငယ်ငယ်လေးသမီးငယ်ငယ်လေးမွေးခါစားတွေကကို့ပေါ်မှာချီးတောင်ပါချသေးတာဟုတ်တယ်မလားကိုကိုပါလဲရိုက်တာလက်လေးလေးနဲ့အဲ့ဒါကြတော့ချစ်နေရောဟုတ်တယ်မလားကျန်းသမီးလေးငါ့ကိုပါလေးနဲ့ရိုက်တယ်ဟုတ်တယ်မလားသူများအခုစကားလေးနဲ့ပြောလိုက်တာနဲ့မချင်တတ်ဘူးဖြစ်သွားအဲ့ဒါပါလေကိုယ့်ရဲ့မိဘအရာသားသမီးအရာမထားနိုင်သေးလို့ဟုတ်တယ်မလားဖခင်ကတော့မာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေဆိုပြီးတော့မေတ္တာသုံးမှာမဟောဘူးလားတခါကြီးတို့မကြီးလို့လည်းမရွတ်ဘူးလားရွတ်တော့ရွတ်တယ်မကျင့်သုံးဘူးမေတ္တာတုတ်ကိုမကျင့်လို့ဦးဇင်းတို့လောကသာသနာကြီးဆုပ်ယုပ်နေတာပါပဲဦးဇင်းတို့ဘုန်းကြီးတွေလည်းဒီတိုင်းပါပဲဟုတ်တယ်မလားဆုပ်ယုပ်သွားပြီသာသနာလည်းဆုပ်ယုပ်ပြီလောကကြီးလည်းဆုပ်ယုပ်သွားတာတရားတော်တွေမကျင့်လို့ပါဘာကိုမကျင့်လို့လဲတရားတော်တွေမကျင့်တော့အားလုံးဆုပ်ယုပ်သွားပြီတခါကြီးတို့မကြီးဟုတ်လားဆုပ်ယုပ်သွားပြီဒါကြောင့်မို့ဖခင်ကတော့ကိုယ့်ရဲ့တဦးဒီရောသားလေးကိုစောက်ရှောက်တယ်လို့ပဲတရားဝအားလုံးပေါ်မှာအတိုင်းအရှိမရှိတဲ့မေတ္တာထားပါလို့ပြောတော့ကိုယ်ခဏလေးကဲ့ရဲ့လိုက်တာနဲ့ကိုမကျင့်တော့ဘူးကိုယ်စော်ကားလိုက်တာနဲ့မကျင့်တော့ဘူးကိုယ်မကောင်းကြောင်းပြောလိုက်တာနဲ့မခံနိုင်တော့တကယ်ဆိုတော့ကိုယ်မကောင်းကြောင်းပြောရင်အဲ့ဒီပြောတဲ့စကားလုံးကမှန်လားမှားလားစီစစ်မှားတယ်ဆိုရင်လည်းခယူးဆိုင်စရာမလိုဘူး तू အထင်မှားလို့ပြောတာပဲ तू အာကုသိုလ်နဲ့ तू ပေါ့မှန်တယ်ဆိုရင်ရောမှန်ရင်ပေါ့ဒါငါရဲ့အားနည်းချက်တွေဖြစ်နိုင်ငါပြုတ်ပြင်လိုက်မယ်နောက်တစ်ချိန်သူတို့ငေါ့ကိုမကဲ့ရဲ့စေရဘူးဆိုတော့သူတို့စင်တို့စိတ်မျိုးနဲ့ပြုတ်ပြင်လိုက်ကိုယ့်ဘဝမတိုးတက်ဘူးလားအဲ့ဒါဘိုင်ရဲရဲ့သာသနာတော်မှာကြီးပွားကြောင်းလို့ဖခင်ဟောပါတယ်တခါကြီးတို့မှပြောအဲ့ဒါကြီးจิตသုံးနိုင်ကြည်စမ်းအဲ့ဒီလူကအစင်းမြင့်တဲ့ဘဝပိုင်ရှင်ဖြစ်သွားပြီဘာဘွဲမှမရရင်နေတော့အဲ့ဒီပုဂ္ဂိုလ်ကအစင်းမြင့်တဲ့ဘဝပညာပိုင်ရှင်ပဲဟုတ်ပြီလား